ဆရာတွေကနေနော်ဒီကနေပါလဲတလက်မှာထုတ်ထားပြီးတော့တောက်လျှောက်ချုပ်ထားလိုက်နော်ဒီမှာဒီကနေဒီကို၄စိတ်နော်၄စိတ်ဆိုတော့လက်မဝက်ကိုပြော၄စိတ်ချုပ်ချလာပြီတောက်လျှောက်ချုပ်ချလာမယ်ချုပ်ချလာပြီဒီလိုပဲဒီကမှာနော်တောက်လျှောက်ချုပ်ချလာမယ်နော်ဒီမှာလည်းခြေလို့ခဏတိုင်းကလေးကတလက်မလေးပို့ထားတဲ့အတွက်ပါလေသူကလည်းဒီကွက်တိတလက်မလေးပို့နေတယ်နော်ချုပ်ချလာပြီချုပ်ချလာမယ်ဒီအနားလေးမှာချုပ်ချမယ်နော်အားလုံးချုပ်ချပြီးဆိုချဲလို့ဒါလေးကိုဒီလိုပြန်လှန်နော်ဒီလိုနော်ပြန်လှန်ပြီးတော့ဒီမှာချဲလို့ကတစ်စိမ့်စာလောက်ပေါက်နော်ရှိပေါက်ဒီစားကြည့်မယ်နော်ဒီမြင်တန်းလာရင်ညက်ထုတ်နော်မှာဒီလိုဒီနားလေးကိုဒီနားလေးကိုနော်ဒီနားလေးမှာတစ်ချောင်းဖိရနေဖိရနော်သူကခြေကျဲလေးဖိနေရနော်ခြေတော့တစ်ချောင်းလေးဖိဒီနားမှာနော်တစ်စိမ့်စာလောက်တစ်ချောင်းလေးဖိလိုက်နောက်6ဖိလိုက်နော်နောက်6ဆုံးပြီးခြေကိုဖိလိုက်ပြီနော်ကဲခြေတော့နော်တစ်ချောင်းမြင်ရလားအကြောင်းနော်တောက်လျှောက်ဖိချုပ်ဟိုအစုံထိဖိချုပ်လိုက်နော်ဒါဒီခဏနဲ့ခပတ်နော်တတ်ရက်ကလေးချုပ်မယ်နော်တောက်လျှောက်စုံထိဖိချုပ်ပြီးပါပြီဆိုရင်ခြေတို့ဘက်ကိုပြန်လာပါကြည့်ချုပ်စာသူ့ရဲ့ချုပ်စာဒီမှာဒါကြီးနော်ဒါကြီးကနည်းနည်းကြီးနေဒီမှာချုပ်စာဆိုရင်သူကနည်းနည်းကြီးခြေတို့နည်းနည်းညှက်ထုတ်လိုက်ရမယ်တောက်လျှောက်နဲ့ထုတ်လိုက်မယ်နော်နည်းနည်းစီညှက်ထုတ်လိုက်မယ်ကဲခြေတို့ဒီမှာနော်ခဏနည်းနည်းလေးပိုနေဟာလေးဆယ်ညှက်ချလိုက်နော်ဖိနေနော်ဒီဘက်မှာပိုးနေဟာလေကဲခုခြေကခောက်ပြီဒီလိုလေးခောက်ပြီးတော့ဒီအပေါ်ကိုဒီလိုလေးထပ်မယ်နော်ကြည့်တခြားကြည့်မယ်နော်ဒီလိုလေးခောက်လိုက်ခြေတို့နော်ငုံပြန်ငုံပါနော်ငုံပြီးရင်ဒီလိုလေးတဝက်ဝက်ပုံစံမျိုးခောက်မယ်နော်တိတ်ခြားကြည့်မယ်နော်ခောက်ပြီးတော့ခြေတော့ဒီလိုလေးပြန်လာပြီးတော့ငုံခပတ်အဲ့ဒီငုံတဲ့အချိန်မှာခြေတို့ကဒါလေးတွေစောင်းမတွားရအောင်ဘယူဆိုင်မယ်နော်ကဲချုပ်ပြနော်ညာလေးတွေပြုဆိုင်မယ်ညာလေးဒီလိုလေးအုပ်နော်ဒီအုပ်တဲ့ဟာဒီခြေတို့ဒီအပတ်ခပတ်ပြားဒီတက်လက်မမရှိဘူးနော်ခြေကအနည်းဆုံးမရှိဘူးဆိုရင်တက်လက်မကို8စိတ်ရှိတယ်ဒီ6စိတ်9စိတ်လောက်ပဲရှိတယ်နော်အရန်အပြားကြီးတာတွေကိုတချို့ကမကြိုက်ကြဘူးခြေကလည်းအဲ့လိုပဲအပြားအရန်ကြီးတာတွေချုပ်ရတာနော်ချုပ်ရပြီအဲ့ဆိုတော့ခပတ်တာလည်းကြည့်မယ်လမ်းကြောင်းလေးတွေကွာတစ်ခါဒီလိုလေးနော်ပြီးပြီးတော့ဒီလိုလေးဖောက်ထားမယ်ဒီကလမ်းကြောင်းချုပ်ကြတဲ့လမ်းကြောင်းလေးအုပ်ရမယ်နော်အုပ်ထားမယ်လက်ကိုချထိန်းပြီးတော့ချုပ်ရမယ်နော်အဲ့လေးဆိုင်လိုက်ပြန်ပြီးရွှေ့လိုက်အဲ့လိုရွှေ့သွားပြီးတော့ချုပ်ရမယ်နော်တော့ဒဘရိတ်ထဲတော့မရဘူးဒီလိုလေးပြန်လိုက်ဒီလိုလေးပြန်ထပ်လိုက်ဖြည်းဖြည်းနဲ့မှန်မှန်ချုပ်ပါနော်ဖြည်းဖြည်းလေးနဲ့မှန်မှန်ပြီးပြန်ရအလေးထောက်ပြန်ပြီးတော့ဟိုလိုတင်တဲ့ခပတ်လေးကိုနေထားလေးမှန်တဲ့အထိကိုခောက်ပြီးတော့နော်6စိတ်လောက်အဲ့လိုလေးခောက်ပြီးတော့မလေးနဲ့ထောက်လိုက်ဆိုအဲ့လိုလေးရွှေ့ပြီးချုပ်သွားမယ်ဒါဆိုရင်ခပတ်လေးကလိမ့်စရာလည်းအကြောင်းမရှိတော့ဘူးခပတ်လိမ့်စရာလည်းအကြောင်းမရှိတော့ဘူးမလှစရာလည်းအကြောင်းမရှိတော့ဘူးနော်ဟုတ်လားနော်အဲ့လေးထောက်ထားမယ်ပြန်ပြေမယ်နော်သူ့နေရာဒါခါဝိုက်တဲ့နေရာခါဝိုက်တဲ့နေရာလေးလည်းသူ့ဟာနဲ့သူအလိုက်တင်လေးပဲဝိုက်သွားမယ်နော်ခါဝိုက်တဲ့နေရာအရင်ကလည်းအလိုက်တင်လေးပဲဝိုက်သွားမယ်အရန်ကြီးစိတ်ကြည့်ပြီးထားစရာလည်းလို့နော်ချင်တော့မကြည့်သူ့နေရာနဲ့ဒီမှာခါဝိုက်တဲ့နေရာလေးကြီးရယ်ဆိုနော်ခါဝိုက်တဲ့နေရာလေးလည်းဒီလိုပဲနော်အလိုက်တင်လေးဒါလေးအုပ်မယ်အလိုက်တင်လေးပဲအကုန်လုံးအလိုက်တင်လေးပဲသွားမယ်ပြီးရင်ဒါလေးပြန်ချောင်းမယ်ထုတ်သွားမယ်လိမ့်လားမလိမ့်ဘူးเนาะပြန်ပြန်ပြီးအလေးထောက်ထားချီရွှေ့သွားမှာဆိုအလေးထောက်ထားမယ်ပြီးရင်ဒီအောက်ကအစရိပ်ပါမှာဆိုရင်ဒီလိုเนาะဆက်ချုပ်တာဆိုတာညံဖို့မလိုဘူးเนาะမှန်ဖို့လိုပါတယ်เนาะညံဖို့မလိုဘူး
မှန်မှန်လေးချုပ်သွားပြီလေအင်းကြီးတစ်ထည်ကိုပြီးကျင်စောနဲ့ဘယ်တော့မှမချုပ်ရအောင်နော်အင်းကြီးတို့ထမိန်လို့နော်ကိုကမှန်မှန်လေးနဲ့ချုပ်သွားရင်အမားလည်းနည်းမယ်တခါတည်းနဲ့လည်းချုပ်ပြီးသွားမယ်မြန်မြန်ချုပ်ချင်တဲ့လူကအမားများမယ်ခဏခဏနော်မှန်မှန်လေးချုပ်သွားမယ်အဆိုင်မယ်ဘာဖြစ်လဲကိုကတရက်ကိုတစ်ထည်ပဲပြီးနှစ်ထည်ပဲပြီးချုပ်ထည်ပြီးလှပတည်တတ်နေကိုအရေးကြီးတယ်နော်မှန်မှန်လေးချုပ်သွားမယ်အထောက်မယ်ဒီကတောက်စားနော်ဒီအခါဒီကအဖုံးချမ်းကြီးပါမလားကိုကလက်လေးနဲ့တင်းပြီးနေဖြည်းဖြည်းနဲ့မှန်မှန်ချုပ်သွားမယ်ညံဖို့မလိုဘူးစိတ်ရှည်ရမယ်ဆက်ချုပ်တယ်ဆိုတာစိတ်ရှည်ရမယ်နော်ကိုကဒီရရဲ့လို့ဆိုလို့အလားဆုံးဖြစ်အောင်ဖန်ပြီးပြီးခြင်းနဲ့စိတ်ဆန္ဒကလေးနဲ့ချုပ်ပေးရမယ်နော်ကိုချုပ်ပေးလိုက်တဲ့ဝတ်စုံနဲ့အဲ့လိုဝတ်ထားရင်လှတယ်ကိုကစိတ်ကျင်တဲ့ပီတိပေါ့နော်ပီတိလည်းစားရမယ်ကိုလည်းပဲတက်ရက်တယ်ဆိုရမယ်ကိုလည်းစိတ်ကျင်တတ်တယ်ကိုကိုချုပ်ပေးလို့မရတဲ့သူကလည်းစိတ်ချမ်းသာတယ်ဆိုရင်ကိုကပြုတ်ရတယ်နော်ကိုလည်းသွားမယ်နော်ဒီချင်းလေးနဲ့ဟိုလေးသွားမယ်ဟုတ်လားဒါသူအလိုက်တင်လေးဟုတ်တယ်နော်အလိုက်တင်လေးပဲသွားမယ်လိုက်တင်လေးပဲနော်လိုက်တင်လေးပဲသွားမယ်ဒီထိတ်နားရောက်ရင်ဒါလေးကိုပြန်ပြီးတော့ပြန်ခောက်ပြရမယ်နော်အဲ့တော့ခြေတော့ဒီထိတ်နားရောက်ပြီးနားလောက်ထိချုပ်လာမယ်လေချုပ်လာရင်အဲ့လေးစိုက်ဟုတ်ကဲ့ဒီမှာနည်းနည်းလေးပါလေဆွေသွားတယ်ဆွေသွားတဲ့ဟာချုပ်လာမယ်သူ့ကိုဒီလိုလေးအုပ်ကြည့်လိုက်ခြုံထွက်နေမင်းရဲ့ဟာချုပ်သွားနဲ့ထုတ်လိုက်မယ်ချုပ်တာနော်ဒီပါနော်နဲ့ထုတ်လိုက်တယ်ဘာလို့မလဲသူဒီလိုလေးလုပ်မယ်ဒီလိုလေးပြန်ခောက်ထည့်မယ်လေးအုပ်လိုက်နော်လေးပြန်ခောက်ထည့်မယ်အလိုက်တန်လေးနဲ့သူ့ကိုလည်းဒီလိုလေးနော်တင်ချင်တာဒါလေးလည်းနှစ်ခါခောက်မယ်ဒီပုံမှန်တိုင်းလေးလည်းခောက်မယ်နော်ဟုတ်နော်အဲ့ဒါမမြင်သေးဆိုရင်ဒီနေရာလေးကတော့အရေးကြီးတာပေါ့နော်ခြေလို့ဒီနေရာလေးကပြန်အုပ်တဲ့ဟာဆိုတော့နမို့လဲခြေတော့အဲ့မှာကော်နဲ့ကပ်ပြီးတစ်ခါတည်းအပြင်မှာလေးကအုပ်ထားရင်လည်းရတယ်နော်ဒီဒါလေးကိုအထဲကိုပိတ်စာလေးထွက်မနေရအောင်နော်ပိတ်စာလေးချွန်ထွက်မနေရအောင်ဒါလေးလိုက်တယ်နော်ဒီတော့နော်လိုက်တယ်လေးချုပ်ပြရမယ်ပိတ်စာလေးမထွက်နေအောင်ဒီလိုလေးလုပ်ပြရမယ်နော်အထောက်လိုက်ထိမှာအထောက်နော်အထောက်ချေလိုက်ဒီဘက်ကိုပြန်နော်အမချုပ်ချနော်ပြီးရင်ချေတော့ဟိုဘက်ကနေပြန်ဝိုက်နော်ဒီကနေချေလို့အပေါ်ကိုတစ်ချောင်းပြန်ဝိုက်မယ်ဝိုက်တဲ့အခါတေချာလေးကြည့်ရနော်ချေဟောင်းနဲ့နှုတ်ချေဒီလိုပပတ်လေးဝိုက်ပြကြတယ်လို့နော်ဒါလေးကအစင်ပြင်းနေနေလားချေကဒါလေးကိုချေကဒီလိုရှာကြည့်မယ်နော်ဒီခဏချုပ်ထားတဲ့ချုပ်ကြောင်းအပေါ်မှာလည်းရှိရတယ်နော်ချုပ်ကြောင်းပေါ်လေးမှာလည်းရှိရတယ်ဒီနားရောက်ပြီဆိုတော့အထောက်ဒီထိတ်ကလေးမှာနော်ဒီစိတ်စာလောက်ချင်အထောက်မယ်ဒီလိုလေးဝိုက်လာမယ်အထောက်မယ်ဆိုတော့နော်ပြီးရင်ဒီလိုဝိုက်ပြီးဆိုတော့ဒီထိတ်ကလေးမှာချဲတော့ဒီဘက်ကိုတစ်စိတ်စာလောက်ချင်ပြီးတော့ချဲတော့နင်းလာတယ်ဒါပြောမလို့ထပ်ပတ်ကိုချဲတော့ငုံချုပ်လိုက်ပြီးတော့ပတ်လည်းချေတော့ဖိလိုက်တာပေါ့နော်ပတ်လည်းပါဖိလိုက်တယ်ဆိုတော့ပတ်လည်းစိတ်ဆာကတကြောင်တော့ခပ်ပတ်လေးတောင်းလေးဖြစ်သွားနော်ဒီဘက်ကတတိထားခပ်ပတ်ကိုမလိမ်ပါစေနဲ့ဒီလိုလေးပုံမှန်အတိုင်းပဲနော်ခဏလေးအလိုက်တဲ့နေဖြစ်သွားမယ်နော်အလိုက်တဲ့မနော်ထပ်ပါအောင်နော်စိတ်ဝင်စားရင်
မခက်ပါဘူးစိတ်မဝင်စားရင်ဖြစ်တယ်ဒီထိတ်လေးရရင်ချဲတော့ဒီဟာလေးကိုဒီလိုလေးပြင်နေလိုက်ချဲနောက်ပြန်ထုတ်ပြင်လို့ချဲတော့ခဏလေးပဲဒီနားလေးရရင်ဒီဘက်ကလေးပြန်ပြီးတော့ချဲတော့ပိတ်ပြီးတော့ခြိတော့အုပ်စရာသူ့မကူခြိတော့ပြန်နော်ခြိမယ်ချဲတော့ဒါ line နဲ့လည်းမခံဘူးဘာမှမခံနဲ့ခပ်ပတ်ကလေးခပ်ပတ်ကလေးကိုပြန်မြင်လားပြန်လေးနဲ့သူကညီညီလေးချုပ်သွားမယ်လိန်လည်းမလိန်ဘူးနော်လိန်ကမလိန်ဘူးအဲ့ပေါ်မှာချဲတော့ပါဟာလေခပ်ပတ်လေးမှာချဲတော့အသားထစ်ဆိုတာဒီလိုချဲတော့ဒီအထက်စုံပဲအထစ်ကလေးလုပ်ပြီးမှနော်ကဲခပ်ပတ်လုံးနေပြီးရင်အသားထစ်လုပ်တာပြန်ကြနော်အသားချစ်